အားလုံးပဲမင်္ဂလာပါခင်ဗျာစတာပနာလီမိတက်မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့စတာပနာလီမိတက်မြန်မာရုံးချုပ် Credit Department ရဲ့ Landing Unit မှာတာဝန်ထမ်းဆောင်နေတဲ့ Landing Assistant Unit Manager ချေဝင်းထုတ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီတစ်ခေါက်မှာတော့စတာပနာလီမိတက်မြန်မာရဲ့ဝန်ဆောင်မှုပေးလျက်ရှိတဲ့ချင်းငွေဝန်ဆောင်မှုများနဲ့ပြန်လည်မိတ်ဆက်ပေးရင်းနဲ့ပြောင်းလဲတိုးတက်လာတဲ့ချင်းငွေပုံစံများကိုပြန်လည်တင်ပြပေးပါရစေခင်ဗျာပထမဦးစွာချင်းငွေမျိုးစားများနဲ့မိတ်ဆက်မပေးခင်ကျွန်တော်စတာပနာလီမိတက်မြန်မာရဲ့မင်းဝင်ဖြစ်ခွင့်လျှောက်ထားရမှာလိုအပ်တဲ့သတ်မှတ်ချက်လေးအနည်းငယ်နဲ့မိတ်ဆက်ပေးပါရစေခင်ဗျာနံပါတ်1အချက်အနေနဲ့နိုင်ငံသားစီစီကပ်ပြားကင်ဆောင်ထားသူမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဖြစ်ရပါမယ်ခင်ဗျာနံပါတ်2အချက်အနေနဲ့ကတော့ချင်းငွေလျှောက်ထားသည့်နေ့မှာအသက်18နှစ်ပြည့်ပြီးချင်းငွေကာလပြီးဆုံးတဲ့အချိန်မှာအသက်65နှစ်မကျော်လွန်သူဖြစ်ရပါမယ်ခင်ဗျာနံပါတ်3အချက်အနေနဲ့စတာပနာလီမိတက်ရဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန်ကွန်ပျူတာရရှိထားသည့် area အတွင်းမှာအမြဲတမ်းနေထိုင်သောလိပ်စာသို့မဟုတ်လုပ်ငန်းလည်ပတ်နေသောလိပ်စာရှိရပါမယ်ခင်ဗျာနံပါတ်4အချက်အနေနဲ့ကတော့စိတ်မနှက်ယူသွနေသူလုံးဝမဖြစ်ရပါဘူးခင်ဗျာနံပါတ်5အနေနဲ့ဝင်ငွေရလမ်းကြောင်းပြနိုင်သောအလုပ်တစ်ခုသို့မဟုတ်ပုံမှန်လည်ပတ်နေသောစီးပွားရေးလုပ်ငန်းတစ်ခုရှိရပါမယ်ခင်ဗျာနံပါတ်6အနေနဲ့ကတော့လက်တွေ့ကျသောယင်းနှိမ့်မြုပ်နှံမှုအစီအစဉ်သို့မဟုတ်ကြိုးကြောင်းစီလျော်သောချင်းငွေရွက်ချက်ကောင်းတစ်ခုရှိရပါမယ်ခင်ဗျာနံပါတ်9အနေနဲ့ကတော့စတာပနာလီမိတက်မြန်မာမှာချင်းငွေရယူသူဒီချင်းငွေရစွမ်းကောင်းကိုထိန်းသိမ်းရမှာဖြစ်ပါတယ်ခင်ဗျာချင်းငွေရယူသူအနေဖြင့်ဖြစ်စေအာမခံသူအနေဖြင့်ဖြစ်စေစတာပနာလီမိတက်မြန်မာတွင်သော၎င်းအခြားဗဏ္ဍာရေးအဖွဲ့အစည်းတစ်ခုခုတွင်သော၎င်းချင်းငွေပြန်လည်ပေးသွင်းရန်ပြက်ကွက်ခဲ့မှုချင်းသို့မဟုတ်ချင်းငွေပြန်လည်ပေးသွင်းရန်ပြက်ကွက်နေခြင်းလုံးဝမရှိရပါဘူးခင်ဗျာနောက်ဆုံးနံပါတ်10အနေနဲ့သတ်မှတ်ချက်ကတော့အခြေအနေပေါ်မူတည်၍အခြားလိုအပ်သည့်အရေးချင်းများလည်းရှိရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စတာပနာအနေနဲ့ small business လုံးလို့ခေါ်တဲ့အသေးစားစီးပွားရေးလုပ်ငန်းသုံးချင်းငွေ agriculture လုံးလို့ခေါ်တဲ့စိုက်ပျိုးရေးလုပ်ငန်းသုံးချင်းငွေနဲ့ consumption လုံးလို့ခေါ်တဲ့သုံးစွဲမှုချင်းငွေဆိုပြီးချင်းငွေဝန်ဆောင်မှု၃မျိုးကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာပထမအမျိုးအစားတစ်မျိုးဖြစ်တဲ့အသေးစားစီးပွားရေးလုပ်ငန်းသုံးချင်းငွေကိုတော့ရောင်းဝယ်ဆိုင်ရာလုပ်ငန်းများဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများနဲ့ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများအတွက်ရည်ရွယ်ပြီးတော့ဒုတိယအမျိုးအစားတစ်ခုဖြစ်တဲ့ agriculture လုံးခေါ်တဲ့စိုက်ပျိုးရေးလုပ်ငန်းသုံးချင်းငွေကိုတော့တောင်ယာလုပ်ငန်းများဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများနဲ့ဝင်းမြွေရေးလုပ်ငန်းများအတွက်ရည်ရွယ်ပါတယ်ခင်ဗျာတတိယအမျိုးအစားဖြစ်တဲ့သုံးစွဲမှုချင်းငွေကိုတော့နေပြုပြင်ခြင်းအိမ်တော်ပရိဘောဂများမော်တော်ဆိုင်ကယ်များအစရှိတဲ့အိမ်အသုံးဆောင်ပစ္စည်းများဝယ်ယူရန်အပြင်အသင်းသားများရဲ့ပညာရေးကျန်းမာရေးအစရှိတဲ့အသုံးစရိတ်များကိုအသုံးပြုရန်အတွက်ရည်ရွယ်ပါတယ်ခင်ဗျာရှင်းမှာပြောပြခဲ့တဲ့ချင်းငွေမျိုးစား၃ခုလုံးကိုလစဉ်အရင်းနဲ့အတိုးကိုမျှပြီးအရင်းရောအတိုးရောစနစ်ဖြင့်ပြန်ဆက်ရတဲ့ချင်းငွေပြန်ဆက်မှုပုံစံဖြင့်ချေးယူနိုင်ပါတယ်ကျွန်တော်တို့စတာပနာမှာဆိုလို့ရှိရင်ဝိုင်းကြီးချုပ်ချင်းငွေနဲ့တဦးချင်းချင်းငွေဆိုပြီးတော့ချင်းငွေထုတ်နိုင်တဲ့ပုံစံ2မျိုးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာဝိုင်းကြီးချုပ်ချင်းငွေမှာဆိုလို့ရှိရင်တော့အနည်းဆုံးချင်းငွေပမာဏကျပ်9သိန်းမှာအများဆုံးချင်းငွေပမာဏကျပ်သိန်း30အထိကိုချင်းငွေကာလအနေနဲ့အနည်းဆုံး6လမှာ12လအထိမိမိစိတ်ကြိုက်ထုတ်ယူနိုင်ပါတယ်ခင်ဗျာတဦးချင်းချင်းငွေမှာဆိုလို့ရှိရင်တော့အနည်းဆုံးချင်းငွေပမာဏကျပ်သိန်း20မှာအများဆုံးကျပ်သိန်း100အထိကိုချင်းငွေကာလ6လမှ24လအထိကိုမိမိစိတ်ကြိုက်အဆင်ပြေသလိုထုတ်ယူနိုင်ပါတယ်ခင်ဗျာထူးခြားချက်အနေနဲ့ကတော့စိုက်ပျိုးရေးချင်းငွေမှာဆိုလို့ရှိရင်လစဉ်အရင်းနဲ့အတိုးကိုမျှပြီးပြန်ဆက်ရတဲ့ချင်းငွေပြန်ဆက်မှုပုံစံအပြင်လစဉ်အတိုးကိုသာပေးချေရပြီးအရင်းကိုတော့ချင်းငွေကာလရဲ့တတ်မှတ်ကာလတစ်ခုမှပေးချေရတဲ့ချင်းငွေပြန်ဆက်မှုပုံစံဖြစ်လဲထုတ်ယူနိုင်ပါတယ်ခင်ဗျာ၎င်းချင်းငွေမျိုးစားမှာဆိုလို့ရှိရင်ချေးယူနိုင်တဲ့ချင်းငွေပမာဏတွေကတော့ဝိုင်းကြီးချုပ်ချင်းငွေမှာဆိုလို့ရှိရင်အနည်းဆုံးကျပ်9သိန်းမှအများဆုံးကျပ်သိန်း30အထိတဦးချင်းချင်းငွေမှာဆိုလို့ရှိရင်တော့ချင်းငွေပမာဏအနည်းဆုံးကျပ်သိန်း20မှအများဆုံးကျပ်သိန်း40အထိကိုချင်းငွေကာလ6လမှအများဆုံး18လအထိမိမိစိတ်ကြိုက်ထုတ်ယူနိုင်ပါတယ်ခင်ဗျာလူကြီးမင်းတို့အနေနဲ့ချင်းငွေဝန်ဆောင်မှုဆိုင်ရာအသေးစိတ်ချက်လက်များကိုထပ်မံသိရှိလိုပါကနိစ္စရာစတာပနာလီမိတက်မြန်မာရုံးခွဲများသို့လူကိုယ်တိုင်သွားရောက်စုံစမ်းခြင်းစတာပနာလီမိတက်မြန်မာ Facebook page နဲ့TikTok channel တို့တွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ